မင်္ဂလာပါခင်ဗျာစစ်ဘက်ကိုလည်းဘနာနာလေရင်ရမလဲဆိုမေးထားတဲ့အကောင့်ပိုင်ရှင်လေးကိုဖြည့်ပေးလိုက်ပါမယ်စစ်ဘက်ဆိုတာကျွန်တော်တို့ရဲ့ယောက်ျားတိုင်းအထူးသဖြင့်အခုနောက်ပိုင်းမင်းကလေးတွေဆိုရင်မင်းကလေးချို့တွေတော့မှစစ်ဘက်ကိုလိုချင်ကြတဲ့လူတွေရှိပါတယ်စစ်ဘက်ကလူတွေအားလုံးအတွက်အိမ်မက်တစ်ခုလိုပါပဲဒါပေမဲ့စစ်ဘက်ကဈေးအရန်ကြီးတယ်နော်ကျွန်တော်ကိစ္စရှင်းပြပေးပါမယ်ကျွန်တော်တွေကစစ်ဘက်ထွက်ဖို့အတွက်ရက်အတိအကျလာအတိအကျနှစ်အတိအကျပြောဖို့ဆိုတာပုံမှန်အားဖြင့်အရန်ကိုခဲရင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အစီပမာဏကမတူညီတဲ့အတွက်ကြောင့်အစီပမာဏများရင်များသလိုထွက်လာမဲ့ result ကနှစ်ကလည်းကြာသွားမှာဖြစ်လို့နည်းရင်နည်းသလိုဖြစ်လာမဲ့ဒီနှစ်သုံးဖို့လာတွေရလည်းနည်းနိုင်မှာဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်တို့ဒါပေမဲ့ကျွန်တော်ဒီလာပိုင်းအတွင်းမှာတိတိကျကျပြောနိုင်ဖို့ကတော့ကျွန်တော်ပထမဦးဆုံးပြောတဲ့စကားထဲမှာစစ်ဘက်ကဈေးအရန်ကြီးတယ်ဆိုတဲ့စကားပါခင်ဗျကျွန်တော်တွေကဘာချက်ကိုတုံးလိုက်မယ်ဆိုရင်တော့ maybe 1 match to 3 match ပတ်ချာလေးမှာ 70% ထိရတော့လုံးဝကိုတေးတေးချာချာလေးပြောင်းလဲမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ပုံမှန်ကစားမယ်ဆိုရင်တော့တနစ်လည်းဖြစ်ရင်ဖြစ်မယ်10လလည်းဖြစ်ရင်ဖြစ်မယ်2နှစ်3နှစ်လည်းဖြစ်ကောင်းဖြစ်ပေမဲ့ဘာချက်ကိုသုံးမယ်ဆိုရင်တော့အချိန်တိုအတွင်းမှာတီးတီးတာတာပြောင်းလဲလာမှာဖြစ်ပါတယ်ဒါပေမဲ့ဘာချက်ပဲသုံးပုံမှန်နီးဖြစ်လဲနှစ်နဲ့ချီပြီးတော့စော့လိမ့်လို့ပြောင်းလဲသွားသည်ဖြစ်စေပြောင်းလဲသွားတဲ့အရာကိုထိန်းနိုင်ဖို့တော့လိုပါတယ်ခင်ဗျမထိန်းနိုင်ဘူးဆိုရင်တော့ကျွန်တော်တွေကနှစ်နဲ့ချီပြီးလှုပ်ထားတဲ့ဘယ်ဒီကလည်းလာပိုင်းအတွင်းမှာပြောင်းလဲသွားမှာဖြစ်တယ်လို့ဘာချက်သုံးပြီးတော့ maybe watchman to 3 match ဖြစ်သွားတဲ့ 70% ကလည်းခဏလေးအတွင်းမှာ one pack ပုံစံမျိုးပြန်ပြီးတော့ပြောင်းလဲသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်က knowledge sharing လုပ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ Jeremy Phil ဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်